Hello တနှစ်မှာတစ်ခါပဲရမယ် Leafy ရဲ့တကြံအထူး promotion လာပါပြီနှစ်ဟောင်းကအင်္ဂလိပ်စာကြောက်တဲ့စိတ်တွေကိုရေနဲ့အတူမျှောလိုက်ပါနှစ်တစ်မှာတော့ Leafy နဲ့ speaking level အသစ်တစ်ခုကိုတက်လှန်ရအောင် Leafy မှာတော့ဘာသာစကား12မျိုးကို speaking practice လုပ်လို့ရပါတယ်ကိုက speaking ကိုဘာကြောင့်လေ့ကျင့်နေတာလဲဆိုတော့ learning course ကိုလည်းရွေးချယ်နိုင်တယ်ပြီးတော့ကိုရဲ့ language level ကိုလည်း absolute beginner ကနေ fluent ထိရွေးချယ်နိုင်ပါတယ်ကိုရွေးချယ်ထားတဲ့ learning course နဲ့ level ပေါ်မူတည်ပြီးတော့မတူညီတဲ့ topic တွေကပေါ်လာမှာပါ topic တစ်ခုစီမှာတော့ speaking တိုးတက်ဖို့အတွက်လိုအပ်တဲ့ sharing paraphrasing နဲ့ role play ဆိုတဲ့ exercise 3ခုပါဝင်ပါတယ်အဲဒီ exercise တွေပြီးတိုင်းမှာလည်း pronunciation intonation vocabulary fluency နဲ့ confidence ကိုလည်း Leafy က analyze လုပ်ပေးပါတယ်ဒါတွေမဟုတ်ဘူး Leafy မှာ AI character 9ခုရှိတဲ့အတွက်ကိုကြိုက်တဲ့ character ကိုရွေးချယ်ပြီးတော့လည်း free conversation နဲ့ practice လုပ်လို့ရပါတယ်အခုတော့တကြံအထူး promotion အနေနဲ့ monthly plan ပထမဆုံးဝယ်ယူတဲ့အယောက်20ကိုပုံမှန်ဈေး4000အစား3000ခွဲနဲ့ရရှိနိုင်ပါတယ် promotion ကတော့ဒီနေ့10ရက်နေ့ကစပြီးတော့16ရက်နေ့အထိပဲရနိုင်မှာပါဒါပေမဲ့အယောက်20ပြည့်တာနဲ့ promotion ပိတ်သွားမှာပါ Leafy ကို discount နဲ့စသုံးချင်ရင်အမြတ်ဆုံးလာရောက်ဝယ်ယူလိုက်ပါဘာလို့လဲဆိုတော့ဒီလို promotion ကတစ်နှစ်မှာတစ်ခါပဲရနိုင်တာမလို့ပါ